Hello, hello ပဲမင်္ဂလာပါ Envelope page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Australia နိုင်ငံမော်ရဘဲမှာရှိတဲ့မြန်မာဆိုင်တစ်ဆိုင်ကိုခေါ်တော့မှာဖြစ်ပါတယ်အားလုံးအတူတူလိုက်ပါကြည့်ရှုပေးဖို့ဒီကနေကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီနေရာကကျွန်တော်နေတဲ့မေတူကနေဇထာနေထနိုင်တော့ပြီးမှဒီနေကိုရောက်ရှိတာဖြစ်ပါတယ်ဒီအချားထဲမှာဒီတောင်သားလေးတွေပြီးတော့တော်တော်လေးကြီးလို့ကောင်းတဲ့ view တွေအများကြီးရှိတယ်ဒီနေရာမှာဆိုရင်တော်တော်များများကျွန်တော်ချင်းလူမျိုးတွေပေါ့နော်အခြေချနေထိုင်ကြတယ်လို့သိရပါတယ်ဆိုတော့တကယ်လို့ဒီနေရာကိုရောက်ဖြစ်ခဲ့ပြီဆိုရင်မြန်မာဆိုင်ရှိတဲ့အကြောင်းဒီကနေကျွန်တော်ပြောချင်တယ်ဆိုတော့ဒီနေရာကိုရောက်ဖြစ်ခဲ့မယ်ဆိုရင်ကိုတိုင်သွားပြီးမှသွားစားကြဖို့ဒီကနေကျွန်တော်အကြံပြုချင်ပါတယ်ဒီဆိုင်တိတိကျကျကတော့ဒီလိပ်စားတဲ့အတိုင်းပဲပေါ့နော်ဆိုတော့ဒီဆိုင်လေးကတော့တော်တော်လေးလှပါတယ်အထက်မှာဆိုလို့ရှိရင်တော့တော်တော်လေးကျွန်တော်မြန်မာရဲ့ရုပ်ရာရည်ချင်းမှုတပ်ပိုလေးတွေနဲ့သူတို့decoration လုပ်ထားတာတွေတွေ့ရပါတယ်ဆိုတော့တော်တော်လေးလှပါတယ်ကျွန်တော်မြန်မာပြည်ရောက်သွားတယ်လို့ပေါ့နော် decoration တွေလေးတော်တော်လေးလှပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီမှာဆိုရင်တော်လေးစင်ပြပါတယ်ဒီကိုစားချင်တဲ့အဆစားတဲ့အကုန်လုံးစုံပါတယ်ဒီ menu ထဲမှာလည်းအကုန်လုံးပါတယ်တကယ်လို့မတိဘူးဆိုလို့ရှိတော့ဒီ Morobet train station ရဲ့မြန်ချင်းဆိုင်တက်မှာပဲရှိတဲ့အကြောင်းဒီကနေကျွန်တော်ပြောချင်တယ်ဒီ train station ရဲ့ဖက်ပေါ်သွားကြည့်နေဆိုရင်ချစ်ချင်းမြင်လို့ရတာပေါ့နော်ဆိုတော့ဒီကျွန်တော် menu ကိုကျွန်တော်ဘာတွေရှိလဲဘယ်လိုမျိုးတွေစားလို့ရနေဘယ်လိုမျိုးကျွန်တော်သုံးဆောင်လို့ရတဲ့ဟာကိုကျွန်တော်လေ့လာပြီးမှကြည့်ကြရအောင်ဆိုတော့အကုန်လုံးကျွန်တော်မှားထားရအကုန်လုံးရှိပါတယ်